အားလုံးမင်္ဂလာပါကျွန်တော် ATI channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် ATI channel ရဆိုလို့ရှိရင်နေ့စဉ်နေ့တိုင်းတွန်လိုင်းရင်းနဲ့ပတ်သက်တဲ့သတင်းတူသတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာပါလို့အကြမ်းဖက်စစ်ကောင်စီကနာမည်ကြီးတရုတ်ဆောင်နေနာမည်ကြီးဆယ်လီတွေသူတို့အသုံးချပြီးတော့မှသူတို့စပွန်ဆာတွေပေးပြီးတော့မှသတင်းဖုံးမှုအတွက်ကြိုးစားတယ်ကျွန်တော် live ကိုနားထောင်ကျွန်တော်တို့တည်တည်ချာချာမျိုးဆက်တစ်တွေကသူ့တည်တည်ချာချာလောက်ပြီးကျွန်တော်ပြောပြပေးနေတာဖြစ်တယ်နော်အဲ့တော့အခုမြန်မာနိုင်ငံမှာမင်္ဂလာတွေထားဆောင်ကြတာတွေနော်အချိန်အခါမဟုတ်ဘဲနဲ့မင်္ဂလာတွေထားဆောင်ကြတာတွေနော်အခမ်းအနားတွေကျင်းပတာတွေအဲ့ဒီနောက်ွယ်မှာအကြမ်းဖက်စစ်ကောင်စီရှိအကြမ်းဖက်စစ်ကောင်စီမွေးထားတာတွေရှိအဲ့ဒါတွေကိုကျွန်တော်တို့ပြည်သူပြည်သားတွေအားလုံးကတတိမလစ်စေဖို့အတွက်ဒါကျွန်တော်အနေနဲ့ပြောပြချင်တယ်အဲ့တော့နံပါတ်1ကျွန်တော်ဆွမ်းရတော့ပြောသွားသလိုပဲကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်အခြေအနေကအကြမ်းဖက်စစ်ကောင်စီကဗတ်ပေါင်းစုံကြာရှုံးနေတဲ့အရွယ်အချိန်ရောက်သွားပြီသူတို့ရဲ့လက်အောက်မှာရှိနေတဲ့စစ်သားတွေကိုယ်တိုင်သူတို့ပေါ်မှာယုံကြည်မှုမရှိဘူးဘာဖြစ်လို့ယုံကြည်မှုမရှိတယ်လဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုကပြည်ပမှာရှိတယ်ဗျာအမေရိကမှာလည်းရှိတယ်အော်စီမှာလည်းရှိတယ်စင်ကာပူမှာလည်းရှိတယ်ထိုင်းမှာလည်းရှိတယ်ကျွန်တော်တို့ပြည်သူလူထုကတခြားနိုင်ငံမှာရှိနေတဲ့စစ်သားတွေကိုကျွန်တော်တို့ကလေးလာတယ်ထိုင်းရောက်နေတဲ့သူကထိုင်းစစ်သားကိုလေးလာတယ်လို့စင်ကာပူရောက်နေတဲ့သူကစင်ကာပူစစ်သားကိုလေးလာတယ်အမေရိကရောက်နေတဲ့သူကအမေရိကနိုင်ငံမှာရှိနေတဲ့စစ်သားတွေကိုလေးလာတယ်လို့အော်စီမှာရောက်နေတဲ့လူတွေကအော်စီမှာရှိနေတဲ့စစ်သားတွေကိုလေးလာတယ်လေးလာတဲ့အခါကျတော့ပြည်သူကမျက်လုံးပါတယ်လက်တွေ့ဆန်တယ်အဲ့တော့ပြောပြီလေသူများနိုင်ငံစစ်သားတွေကဘယ်လိုမျိုးမြန်မာနိုင်ငံမှာရှိနေတဲ့စစ်သားတွေကဘယ်လိုမျိုးရှင်ပြောပြီလေရှင်ပြောတဲ့အခါကျတော့မြန်မာနိုင်ငံမှာရှိနေတဲ့စစ်သားတွေရဲ့အခြေအနေကကြတော့အကြမ်းဖက်စစ်ကောင်စီကမြန်မာနိုင်ငံမှာရှိနေတဲ့စစ်သားတွေကိုအကြမ်းဖက်ဖိနှိပ်ပြီးတော့မှကရင်နဲ့စစ်တိုက်ခိုင်းတယ်ကယားနဲ့စစ်တိုက်ခိုင်းတယ်ကချင်နဲ့စစ်တိုက်ခိုင်းတယ်အညာသူအညာသားတွေနဲ့စစ်ပြန်တိုက်ခိုင်းတယ်သူများနိုင်ငံမှာရှိနေတဲ့စစ်သားတွေကပြည်သူနဲ့အစဉ်ပြေလို့ပြည်သူနဲ့တင့်မျှတာတဲ့ဘဝတွေကိုဖျက်ဆီးနိုင်ပြီးတော့မှပြုံးလို့ရှင်လို့နော်အဲ့လိုမျိုးဘဝအနေနဲ့ဖျက်ဆီးနေရတဲ့ချိန်တွားနေရတဲ့ချိန်မှာအဲ့မှာပြောပြီးတော့အကြမ်းဖက်စစ်ကောင်စီကပြောပြပါဦးမယ်သူအာဏာသိမ်းတဲ့အချိန်မှာစင်ကာပူကိုသူတို့ရဲ့အကြမ်းဖက်စစ်ကောင်စီတွေနဲ့ပတ်သက်တဲ့ agency တွေကနေလူတွေလွတ်လိုက်တာတွေရှိတယ်ထိုင်းနိုင်ငံကိုလည်းထိုနည်း၎င်းပဲအကြမ်းဖက်စစ်ကောင်စီတွေရဲ့လက်အောက်မှာရှိနေတဲ့ agency တွေပေါ့နော်အလုပ်သမား agency တွေပေါ့တချို့ဆိုလို့ရှိရင်ငါကတော့ဘယ်အဘောက်ပိုင်တာနေပြည်တော်ကဘသူ့ကိုပိုင်တာဘာညာဆိုသူတို့အဲ့ agency တွေရှိတယ်ထိုင်းနိုင်ငံကိုလည်းအဲ့လိုမျိုးသူတို့ကလွှတ်ချလိုက်ကောသူတို့ကထိုင်းနိုင်ငံကိုရောက်လာတဲ့အခါမှာပထမတော့အဘပေါ့အဘကောင်းတယ်စင်ကာပူရောက်နေတဲ့သူကလည်းအဘကောင်းတယ်သူတို့ဒါပေမဲ့ကြာလာတဲ့အခါကျတော့ဒီလိုမျိုးလူတွေအားလုံးကစင်ကာပူမှာရှိနေတဲ့စစ်သားတွေကဘာဖြစ်လို့စစ်မတိုက်ရတာလဲထိုင်းနိုင်ငံမှာရှိနေတဲ့စစ်သားတွေကဘာဖြစ်လို့စစ်မတိုက်ရတာလဲသူတို့မျက်စိနဲ့သူတို့မြင်လာပြီသူများနိုင်ငံမှာရှိနေတဲ့အရာနဲ့မြင်လာတဲ့အခါကျတော့မြန်မာပြည်မှာရှိနေတဲ့စစ်သားတွေရဲ့ဘဝတွေကကျတော့မြောင်းတဲ့ကိုရောက်လို့ဘယ်ပြည်သူမှလည်းအောင်တပြည်နဲ့ကြိုခြင်းနဲ့စိတ်ကိုမရှိဘူးဘာဖြစ်လို့လဲကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းတိုင်းနဲ့ပြည်နယ်14ခုလုံးနဲ့အကြမ်းဖက်စစ်ကောင်စီမရောက်လာသူခွဲပြီးတော့မှအုပ်ချုပ်ထားလို့ဖြစ်တယ်နော်သူခွဲပြီးတော့မှအုပ်ချုပ်ထားလို့ရှိတယ်နောက်ပြီးတော့မှဒီနေ့ဒီချိန်အထိမြန်မာနိုင်ငံမှာရှိနေတဲ့ဗဟိုဘဏ်ကကမ္ဘာဘဏ်နဲ့အချိတ်ဆက်မရှိသေးဘူးမြန်မာနိုင်ငံမှာရှိနေတဲ့ UMFCCI ပေါ့နော်ကမ္ဘာကုန်သွယ်ရေးများအသင်းနဲ့လည်းအချိတ်ဆက်မရှိသေးဘူး blacklist ကြီးပဲဒါညာလို့မရကျွန်တော်ဒါအာနာသိန်းတဲ့ဟိုကကျွန်တော်ကဒါနေသိမြန်မာဒါအရင်ထောက်ပြပြီးပြောဆိုခဲ့တာအရှိမကျွန်တော်အမှန်တမ်းပြောခဲ့တယ်မြန်မာနိုင်ငံမှာရှိနေတဲ့ဗဟိုဘဏ်ကမ္ဘာဘဏ်နဲ့အချိတ်ဆက်မရှိဘူးမြန်မာနိုင်ငံမှာရှိနေတဲ့နော် UMFCCI တို့ဘာလို့ဆိုတာလဲကမ္ဘာကုန်သွယ်ရေးများအသင်းနဲ့အချိတ်ဆက်မရှိဘူးကျွန်တော်အကုန်လုံးပြောခဲ့ပြီးသွားပြီနော်ဒီ9နှစ်တာအတွင်းမှာအကုန်လုံးသုံးသက်ပြခဲ့ပြီးတယ်ချပြပေးခဲ့
အဲ့ကြောင့်မြန်မာငွေတန်ဖိုးကျတယ်လေနော်သူများနိုင်ငံမှာရှိနေတဲ့ကြက်ပတ်စံတန်ဖိုးတွေလည်းမြင့်တက်တယ်တဲ့ဘာလို့ဆိုမြန်မာနိုင်ငံမှာသိတဲ့အတိုင်းပဲအကြမ်းဖက်စစ်ကောင်စီကမတရားအာဏာသိမ်းတဲ့အခါကျတော့အဲ့ဒါမျိုးအဲ့တော့မြန်မာနိုင်ငံဒီ blacklist ထဲမှာပါတယ်ဒီအကြမ်းဖက်စစ်ကောင်စီမရောက်နိုင်အုပ်ချုပ်တဲ့9နှစ်အတွင်းမှာ blacklist ဖြစ်ကုန်တယ်နော် blacklist ဖြစ်ကုန်တယ်အဲ့ဒါမျိုးအဲ့တော့အဲ့ဒါတွေကိုလည်းနားလည်ရမယ်သဘောပေါက်ရမြန်မာနိုင်ငံမှာရှိနေတဲ့ဗဟိုဘဏ်ဘာဖြစ်လို့ blacklist လို့ပြောလဲဆိုလို့ရှိရင်နော်မြန်မာနိုင်ငံဗဟိုဘဏ်မှာရှိနေတဲ့အတွင်းမှုတို့နေရာတွေအထက်အကြီးကိုယူထားတဲ့သူတွေကစကားစားရဲ့အမြောက်တက်ကနေလာတဲ့လူတွေနော်အရက်ဘက်ကိုပြောင်းတဲ့လူတွေအကောလုံးအဲ့လိုမျိုးပုံစံလေးတွေအသွင်မြင်ပြောင်းလဲထားတဲ့လူတွေကြီးပဲအကောလုံးဝင်ပြီးတော့မှနေရပြီလားမြန်မာနိုင်ငံမှာရှိနေတဲ့ဘဏ်တွေကလည်းထုံနည်းကောင်းပဲစကားစားရဲ့လူတွေဝင်ရောက်ပြီးတော့မှနေရာယူကြီးစိုးထားတာဖြစ်ပါတယ်လို့ဒါကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်အဲ့တော့မြန်မာနိုင်ငံမှာအခုလက်ရှိအကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်တဲ့9နှစ်အတွင်းကဘာမှတရားမဝင် blacklist နော် blacklist ပဲ blacklist အဲ့ဒီ blacklist ကိုကျွန်တော်တို့တွေက9နှစ်တိုင်ကျွန်တော်တို့တွေကဖြတ်တန်းနေရတာဖြစ်တယ်9နှစ်တည်းဝင်လာပြီပေါ့နော်အခုဖြတ်တန်းနေရတာဖြစ်ပါတယ်လို့အဲ့ဒါပထမဦးစွာပြောပြချင်ပါတယ်နောက်တစ်ခုထိုင်းနိုင်ငံမှာအခုဘဏ်အကောင့်နေပိတ်တယ်နော်ဘဏ်အကောင့်နေပိတ်တယ်ကဲကျွန်တော်ပြောခဲ့ပြီးပြီနော်ပထမတစ်ခေါက်တော့ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ဘဏ်အကောင့်ရဲ့နဲ့ပတ်သက်တဲ့ဘူးတုဒတွေလည်းဒါကျွန်တော်အရှိပိုင်းမှာလည်းဒါကျွန်တော်တော်တော်လေးပြောခဲ့ပါတယ်ဒါပေမဲ့ဒီညမှာထပ်ပြောပါမယ်နော်အခုထိုင်းနိုင်ငံမှာဘဏ်အကောင့်နေပိတ်ပါတယ်နော်ဘဏ်အကောင့်နေပိတ်တဲ့အခါမှာဘာကြောင့်ပိတ်တာလဲဘလို့ကြောင့်ပိတ်တာလဲဆိုတာတွေပြောပြပါမယ်နော်အခုစုံစမ်းစစ်ဆေးတောက်လျှောက်လိုက်တယ်ငွေကြီးစီးဆင်းမှုတွေနဲ့ပတ်သက်ပြီးတော့မှစုံစမ်းစစ်ဆေးလိုက်ပါတယ်နော်ခေတ်ကလည်း AI ခေတ်တွေလည်းဖြစ်လာတယ်ဆိုတဲ့အခါကျတော့လေအဲ့တော့ဘဏ်အကောင့်တွေလိုက်ပါတယ်လိုက်တယ်နော်မလိုက်ဘူးလို့ကျွန်တော်မပြောလိုက်တယ်အဲ့လိုဘဏ်အကောင့်တွေလိုက်တဲ့အခါမှာနော်ကျောင်းမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကတော်တော်များများကပြီးဆိုလွယ်ထိုင်းနိုင်ငံရောက်လို့ရှိရင်စင်ကတ်ကို back ဆိုပြီးတော့မှ register မတင်ဘဲနဲ့ဝယ်သုံးတတ်တယ်နော်ထိုင်းနိုင်ငံရဲ့ဒီကျွန်တော်တို့အခြေအနေနဲ့ပတ်သက်ပြီးတော့မှပြောရမယ်ဆိုလို့ရှိရင်တော့ဒီမြန်မာနိုင်ငံရဲ့အခြေအနေကတော့ဒါပြည်တွင်းစစ်ဖြစ်နေတာပဲဒါအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့အဲ့တော့ပြည်တွင်းစစ်ဖြစ်နေတာပဲအဲ့တော့ဒီပြည်တွင်းစစ်ဖြစ်နေတဲ့အကြောင်းအရာကအခုဆိုလို့ရှိရင်9နှစ်တည်းကိုဝင်လာပြီဖြစ်တယ်အဲ့တော့9နှစ်တည်းကိုဝင်လာပြီဆိုတဲ့အခါကျတော့တော်တော်များများကလည်းမြန်မာနိုင်ငံရဲ့ပြည်တွင်းအကြောင်းအရာတွေနားလေတိကျွမ်းကုန်ပြီပေါ့နော်နားလေတိကျွမ်းကုန်ပြီအခုမြန်မာနိုင်ငံမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်းရှိတယ် EOS ဆိုတာလည်းအရင်လိုကျွန်တော်တို့မစိမ့်တော့ဘူးတကယ်ကိုညီကိုမောင်နှမတွေလိုပဲရင်းနှီးကြောင်းဝင်တဲ့အတိုင်းဝိုင်းတွေဖြစ်ကုန်ပြီအဲ့တော့ຫນွေဥတော်နိုင်ရေးကြောင့်ရရှိတဲ့အကျိုးကျေးဇူးတွေကတိုင်ရင်းတမန်ကျန်လမ်းကြောင်းအနေနဲ့အများကြီးကျွန်တော်တို့အောင်မြင်မှုရခဲ့တယ်ပြီးတော့မျိုးဆက်တဲ့လူငယ်တွေကအပတ်ပတ်မှာစူးစားတဲ့အခါကျတော့ပြည်ရင်းရေးရာနဲ့ပတ်သက်ပြီးတော့မှတိုင်ရင်းတမန်ကျန်ပေါ့နော်တော်တော်များများလည်းအောင်မြင်လာတာကိုတွေ့ရတယ်လို့ပြည်ပရေးရာတွေမှာလည်းအောင်မြင်မှုများစွာဒါကြောင့်တွေ့ရတာရှိတယ်နော်အဲ့တော့အကြမ်းဖက်စစ်ကောင်စီရဲ့အခြေအနေကိုပြောမယ်အကြမ်းဖက်စစ်ကောင်စီရဲ့အခြေအနေကတော့အကြမ်းဖက်စစ်ကောင်စီဘေးအောက်လိုက်ကိုပြည်သူမပြောတော့အကြမ်းဖက်စစ်ကောင်စီဘေးအောက်လိုက်လို့စိုးဝင်းတို့ရဲ့အခြေအနေလက်ရှိအခြေအနေကသူတို့တက်တွင်းတွေကလူတောင်သူတို့ကိုလုံးဝထောက်ခံခြင်းစိတ်မရှိတော့တဲ့အခြေအနေရောက်နေပြီအဲ့ဒါအမှန်တရားပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က9နှစ်လုံးစောင့်ကြည့်လာတာလေຫນွေဥတော်လိုက်ပထမဖြစ်တယ်အကြမ်းဖက်စစ်ကောင်စီကိုထောက်ခတ်တယ်အားပေးတယ်အဘအာနာသိတာကောင်းလိုက်တာအဘအာနာသိတာအရန်ကောင်းတာအဘအာနာသိတာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မှမြောက်ပင်ထိုးကော်လှုပ်ကြတဲ့အဖွဲ့တွေအများကြီးပဲအဲ့ဒါຫນွေဥတော်လိုက်ပထမနဲ့ဒုတိယနဲ့တတိယနဲ့သရုတ်တနှစ်ပေါ့နော်သရုတ်တနှစ်ခွဲတီးကိုရှိတယ်ဒါပေမဲ့ဒီ4နှစ်ကျော်9နှစ်တည်းကိုဝင်လာတဲ့အခါမှာနော်အကြမ်းဖက်စစ်ကောင်စီရဲ့
လက်အောက်ငယ်သားတွေပေါ်မှာဆက်ဆံပုံဆက်ဆံနည်းတွေဟာတမမကြလာတဲ့အရာတွေကိုသူတို့ရဲ့လက်အောက်ငယ်သားတွေကိုယ်တိုင်ပဲတိကျွမ်းသွားတဲ့အခါကြတော့ကျောင်းပြည်သူပြောစရာမလိုတော့ဒီအကြမ်းမဲ့စစ်ကောင်စီအုပ်ချုပ်တဲ့စနစ်ကကောင်းသလားမကောင်းလားဆိုတော့သူတို့အတွင်းထဲကသိကုန်ပြီနော်သူတို့အတွင်းထဲကသိကုန်ပြီအဲ့တော့ယခုလက်ရှိအကြမ်းဖက်စစ်ကောင်စီဘေးရောက်လိုက်လို့စိုးပေးလို့ရဲ့အခြေတွေကသူတို့တက်မိသားစုတွေသူတို့ထောက်ခံမှုမရှိတော့တဲ့အနေအထားတစ်ခုကိုရောက်လာသူတို့စိတ်လက်ကိုပါသူတို့ကိုထောက်ခံနေဆိုတာမရှိတော့ဒီနောက်ပိုင်းမှာအဲ့တော့အောက်ခြေမှာရှိနေတဲ့စစ်သားတွေရခိုင်မှာတည်တယ်ကြရှုံးတယ်ကချင်မှာတည်တယ်ကြရှုံးတယ်ကရင်ပြည်နယ်မှာတည်တယ်ကြရှုံးတယ်မြန်မာနိုင်ငံအနှံ့ကလည်းအင်တာနက်ကလည်းအခုနောက်ပိုင်းမှာလျင်မြန်သောနှုံးနေနဲ့ဒါကျွန်တော်တို့သွားလို့ရတဲ့နီလန်းတွေရလဲပေါ်လာတဲ့အခါကြတော့တည်င်းတွေကအတိအကျတွေက online ပေါ်မှာကော YouTube ပေါ်မှာကော Facebook ပေါ်မှာကော TikTok ပေါ်မှာကောအကုန်လုံးပြန့် Telegram channel အကုန်လုံးမှာအားလုံးမှာပြန့်တဲ့အခါကြတော့အောက်ခြေကစစ်သားတွေရဲ့ဘဝတွေကသူတို့ရဲ့ဘဝတွေနဲ့ပတ်သက်ပြီးတော့မှအခြေခံကြကြကိုသိမြင်လာတဲ့အခါကြတော့